နောက်ထပ်သတင်းမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မွန်ပြည်နယ်မုဒုံမြို့ပေါ်မှာနေထိုင်တဲ့အမျိုးသမီးငယ်တယောက်ကိုဒါအကြမ်းဖက်သမားအချို့ကနေထဲကိုဝင်ရောက်ပြီးတော့တနက်9ချက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်အဲ့တော့ဒီအချိန်တွေကတော့ကျွန်တော်တို့တော်တော်လေးဆိုးတယ်ပြောရပါမယ်တော်တော်လေးဆိုးပါတယ်ဖြစ်စဉ်ကဒီကနေ့ဩဂုတ်လ12ရက်နေ့ည6:30မိနစ်30ခန့်အချိန်မှာတဲ့မုဒုံမြို့မှာ2ရက်ကွက်အဲမိုဒီယာ3လမ်းတဲ့အဲ့ဒီနာမှာအိမ်ငါးနေထိုင်တဲ့ဒေါ်နွယ်ခိုင်ပေါ့ဗျာသူကအဲ့မှာရှိတဲ့အချိန်မှာအမျိုးသား2ယောက်ကဆိုင်ကနဲ့ရောက်လာတယ်ရောက်လာပြီးတော့သူရှိတဲ့နေရာကိုဝင်ပြီးတော့ကျွန်တော်တို့တနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်ပြစ်ခတ်တဲ့တနက်အချက်အရာကျွန်တော်တို့9ချက်ပေါ့ဗျာ9ချက်ပြစ်ခတ်ပါတယ်ជីထိမှန်ဒဏ်ရာရတဲ့နေရာတွေကကျွန်တော်ရင်ဘတ်ပေါ့ဗျာသေစေနိုင်လောက်တဲ့နေရာပေါ့ဗျာသေစေနိုင်လောက်တဲ့နေရာတွေကိုပြစ်ခတ်ခဲ့တာဖြစ်တယ်အဲ့တော့မူးတုံမျိုးမှာဖြစ်သွားတယ်ဒီမျိုးသမီးကကျွန်တော်အိမ်ငါးနဲ့ဒီမှာလာနေရတာပေါ့ဗျာအဲ့တော့အိမ်ငါးနဲ့နေရတဲ့သူဖြစ်တယ်အဲ့တော့သူ့ဒေသမှာသူမနေနိုင်လို့ဒီမှာလာပြီးတော့အကြမ်းဖက်အုပ်စုတွေကသူ့ကိုပြစ်မှတ်ထားလို့ဒီမျိုးပေါ်မှာလာနေတဲ့မျိုးသမီးလို့ကျွန်တော်တို့ယူဆနိုင်ပါတယ်အဲ့တော့ဒီလိုမျိုးတွေဖြစ်သွားတယ်ဗျာတော့တော်လေးတော့အခြေအနေဆိုးတယ်ကျွန်တော်တို့ကဒီနေ့မှာဒီလိုမုံပြည်နယ်လိုမျိုးတွေဆိုချိုးသောမျိုးတွေဆိုရင်ဒီဆိုင်ငယ်စီးနှင်းငွေကိုကျွန်တော်တို့ကန့်သက်စေခြင်းတယ်ဆိုင်ငယ်ကိုကျွန်တော်ဘယ်လိုစီးနှင်းငွေပေးမှာလဲပေါ့ဥပမာကျွန်တော်တို့အမျိုးသား2ယောက်စီးနှင်းငွေကိုကန့်သက်မှာလားမလုပ်လို့မရအောင်လုပ်ကိုလုပ်တဲ့တယ်ဘာကြောင့်လဲဆိုတော့ဒီမုံပြည်နယ်တို့ဘာလို့ဆိုတာကျွန်တော်တို့မုံပြည်နယ်ကိန်းပြည်နယ်အချို့မြို့နယ်တွေမှာကတချို့သောနေရာတွေမှာလုံခြုံရေးကကျွန်တော်စိန်ခေါ်မှုတွေရှိတယ်ဗျာဒါပကတိရှိတရားပဲအဲ့တော့ဒီအကြမ်းဖက်အုပ်စုတွေကဒီမြို့ပေါ်လာပြီးတော့မထိုးပေါက်နိုင်အောင်မချင်းချောင်းနိုင်အောင်ကျွန်တော်အရေးကြီးတဲ့နေရာတွေမထိုးပေါက်နိုင်အောင်မချင်းချောင်းနိုင်အောင်အဲ့တော့ဒီဆိုင်ကယ်စီးနှင်းခွင့်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကထိန်းချုပ်ဖို့အကြံပြုနေတယ်အဲ့တော့ကျွန်တော်တို့ဆိုင်ကယ်တစ်စီးကိုတယောက်ပဲစီးရမယ်သို့မဟုတ်အမျိုးသမီး2ယောက်လားအမျိုးသမီး2ယောက်စီးရမယ်နောက်တစ်စီးဆိုကျွန်တော်တို့ဘယ်လိုစီးမလဲပေါ့ဗျအမျိုးသားဆို1ယောက်ပဲစီးရမယ်အမျိုးသမီးဆို2ယောက်စီးရမယ်ပေါ့အဲ့တော့ဆိုင်ကယ်နဲ့ပတ်သက်ရင်တော့ကျွန်တော်ထိန်းချုပ်ချက်တင်တယ်ဆိုင်ကယ်ကချက်ချင်းလောက်ချက်ချင်းပြေးလို့ရတယ်ဆိုင်ကယ်အင်ဂျင်ပါဝါကြီးပို့တော်ဆိုသေးလိုက်လို့မရဘူးနောက်ဆုံးခင်ဗျအကြီးမလို့ပါ1 to 5လောက်ဆိုရင်ခင်ဗျ1 to 5လောက်ဆိုရင်ပြေးရလွယ်လေးကားနေတော့လိုက်လို့မရဘူးကားဝင်လို့မရတဲ့လမ်းတွေဆိုင်ကယ်ဝီဆိုသွားလို့ရတယ်ဗျအဲ့တော့ဒီမွန်ပြည်နယ်လိုမျိုးတွေဆိုရင်ကျွန်တော်တို့ဒါလိုဒီလိုမျိုးတွေကျွန်တော်ထိန်းချုပ်စေခြင်းတယ်ထိန်းချုပ်တင်တယ်အဲ့တော့မွန်ပြည်နယ်မှာမဟုတ်အခြားသောမျိုးတွေမှာကိုရဲ့ဒေသလုံခြုံရေးအရာလုံးတင်လုံးတိုက်တာလုပ်စေခြင်းတယ်တချို့သောကျွန်တော်ရန်ကုန်တိုင်းလိုမျိုးဆိုရင်တော့ဗျာကျွန်တော်တို့ဒီဆိုင်ကယ်ကလုံးဝကတ်သက်ထားတာကျွန်တော်တို့ကသဘောမကျဘူးကျွန်တော်တို့ဇာတိဘက်တော့ဒီခရမ်း3ခွကြောက်တန်းပေါ့ခရမ်း3ခွကြောက်တန်းဘက်ဒီမှာဆိုလဲကျွန်တော်တို့ဆိုင်ကယ်စီးနှင်းခွပိတ်ထားတယ်ဗျာဒါကြီးကတော့အပြေမှန်တော့မဟုတ်ဘူးဗျာဒီအချိန်တွေမှာကျွန်တော်အဲ့လောက်ဆိုးဝါးအချိန်တွေလည်းမဟုတ်တော့ကတ်သက်ပြီးတော့ပိတ်မယ်ဆိုရင်လည်းဗျာဥပမာပြကျွန်တော်တို့ယောက်ျားလေး2ယောက်မစီးရမိန်းကလေး2ယောက်ဆိုရင်စီးလို့ရစသဖြင့်ပေါ့ဗျာဒီလိုမျိုးတော့အယော်တင်းလေးတော့လှုပ်စေခြင်းတယ်ခရမ်းနဲ့ရန်ကုန်တိုင်းကကျွန်တော်တို့ခရမ်းပိုင်းပဲခူးတိုင်းဆိုရင်ကျွန်တော်တက္ကလာပိုင်းအဲ့တော့ပဲခူးတိုင်းမှာဆိုခင်ဗျဆိုင်ကယ်တွေစီးပြန်တဲ့ဘုံအဲ့ချောင်းလေးပဲချားတယ်ဇွဲတော်ချောင်းလေးပဲချားတယ်ဒီရန်ကုန်တိုင်းဘက်မှာတော့ဘယ်သူမှဆိုင်ကယ်စီးလို့မရဘူးအဲ့တော့ဆိုင်ကယ်စီးလို့မရတော့ခင်ဗျကျောင်းသားကျောင်းသူတွေကျောင်းပို့ကြိုကိစ္စတွေပြီးရင်ကျွန်တော်တို့ကုသရောင်းဝယ်ကိစ္စတွေဒါတွေမှာသွားပြီးတော့ထိခိုက်တယ်ဗျတချို့သောနေရာတွေမှာဆိုင်ကယ်ကကန့်သက်တင်တယ်မှန်တယ်သို့တော်လည်းပဲတချို့သောနေရာတွေမှာတော့ဖြေလျှော့တင်တယ်ရန်ကုန်တိုင်းလိုနေရာမျိုးမှာတော့ဒီဆိုင်ကယ်ကြီးကိုကျွန်တော်လုံးဝအစီးလို့မရဘူးဆိုတာတော့မလှဘူးဗျာဥပမာဖြင့်ဒီအဲ့ဒါဥပမာခင်ဗျားတို့ကျွန်တော်ဆက်ဆင်းပြမယ်ရန်ကုန်တိုင်းကလွဲနေတာဒီရန်ကုန်စီပင်ဧရိယာဗျာရန်ကုန်မြို့ပေါ်မှာကျွန်တော်ဆိုင်ကယ်ကြီးစီးကြတယ်ဗျာဘေးရွက်တွေလည်းစီးကြတယ်ဟိုးပဲကြီးလက်ပဲကျွန်တော်ဆိုင်ကယ်မစီးရဘူးလေဗျာကဲဥပဒေမှာသတ်မှတ်ထားတာကရန်ကုန်မြို့စီပင်သားရနယ်နိမိတ်ထဲမှာဆိုင်ကယ်စီးလို့မရတာရန်ကုန်တိုင်းမှာဖြစ်နေကြတာစီပင်သားရနယ်နိမိတ်ထဲမှာကျွန်တော်ဆိုင်ကယ်ကြီးစီးနေကြတယ်ဗျာဘေးရွက်တွေတွဲနေကြတယ်ဗျာအဲ့ဒါကြတော့အရေးမယူဘူးဟိုကျေးလက်တွေမှာကျွန်တော်ဗျာကျေးလက်မျိုးတွေမှာကျွန်တော်ဆိုင်ငယ်စီးနှင်းခွင့်လုံးဝပိတ်နေတယ်ဗျာရန်ကုန်တိုင်းမှာတော့အကြီးကိုလွဲနေတယ်ကျွန်တော်တို့ကပိတ်ရမှာကျွန်တော်တို့မျိုးပေါ်ကဒီရန်ကုန်တိုင်းမှာကစီပင်နယ်နိမိတ်မှာဆိုင်ငယ်စီးလို့မရတဲ့နေရာမှာဆိုင်ငယ်တွေဘေးရွက်တွေစီးခွင့်ပြုထားပြီးတော့ဆိုင်ငယ်စီးလို့ရတဲ့ရန်ကုန်တိုင်းရဲ့စီပင်ရဲ့နယ်နိမိတ်ဖြစ်မှာကျွန်တော်ဆိုင်ငယ်စီးလို့မရဘူးတဲ့ဗျာရန်ကုန်တိုင်းပြည်အစိုးရဘက်အဲ့လိုပိတ်ထားတယ်တော့တိုင်းစိုးရဘက်နေတယ်ကျွန်တော်ပြန်ပြီးတော့သုံးသပ်ပေးသိချင်တယ်လွဲနေတယ်ဗျာလွဲနေတယ်အဲ့တော့လက်ရှိမှာကျွန်တော်တို့လုံခြုံရေးအခြေအနေအရကျွန်တော်တနင်္သာရီတိုင်းဒေသကြီးလိုမွန်ပြည်နယ်လိုဒေသမျိုးကရင်ပြည်နယ်မကွေးတိုင်းပေါ့ဗျာစသဖြင့်လိုအပ်တဲ့နေရာမှာတော့ဆိုင်ကယ်ကိုတချို့သောနေရာတွေမှာပိတ်နေတယ်တချို့သောနေရာတွေမှာတော့ကျွန်တော်တို့လိုအပ်ချက်ရကလေးတွေကြောင်းသွားကြောင်းကျိုးဈေးသွားဈေးပြန်အရကျွန်တော်တို့အမျိုးသမီး2ယောက်ဆိုစီးလို့ရမယ်အမျိုးသားဆို1ယောက်ပဲစီးလို့ရမယ်ဒီလိုမျိုးကန့်သက်စေချင်ပါတယ်ကျွန်တော်ဒီသတင်းပြတ်ချုပ်ချင်တာကဒီကနေ့ညနေပိုင်းမှာဒ
ဒီကနေ့ညပါပဲဒီကနေ့ည6နာရီမိနစ်30ချိန်ကမှာမှုတို့မျိုးမ2ရက်ကွက်အဲမို့တွေက3လမ်းအဲ့တော့အဲ့လမ်းမှာရှိနေအိမ်မှာအိမ်ကားနေတိုင်းနဲ့ဒေါ်နွယ်ခိုင်ကိုဒါအကြမ်းဖက်အဖွဲ့တွေကကျွန်တော်လာရောက်တနတ်နဲ့ပြစ်ခတ်သွားတယ်အမျိုးသမီးကတော့နေရာမှာပဲပွဲချင်းပြီးသေသွားတယ်ဗျာပြစ်ခတ်တဲ့နေရာတွေကလည်းသေစီနိုင်လောက်တဲ့နေရာတွေမှာပဲပြစ်ခတ်သွားတယ်လက်ရှိမှာကျွန်တော်တို့သေဆုံးတဲ့ရုံလောင်းသားမှာတွေ့ရတဲ့ကြည်စံကောင်ကတော့နိုင်မမကြည်ကုန်တွေတွေ့ရတယ်အားလုံးကျေးဇူးတင်ပါတယ်